အဲ့တော့အခုဒီမှာမတို့ရင်ပုံးလေးအကုန်လုံးပြီးသွားပြီအဲ့တော့နှိပ်စီတက်တာလေးတွေပြပေးမယ်နော်သူ့ရဲ့နှိပ်စီလေးတွေဘယ်လိုမျိုးရမလဲဆိုတော့ခါကြတော့အခုဒီမှာသူ့ရဲ့အခန့်လိုင်းစင်တာလိုင်းရှိတယ်အဖုံးချမ်းရဲ့စင်တာလိုင်းချီကျဲဆွဲထားတာလေးရှိတယ်နော်အဲ့တော့အဲ့ဒီအဖုံးချမ်းရဲ့စင်တာလိုင်းနဲ့သူ့စင်တာလိုင်းလေးနဲ့ကိုတစ်ထပ်သေးဖြစ်အောင်မတို့ကပလဲရကလေးတွေနဲ့အရင်ထိမ့်မယ်နော်လဲရကလေးတွေနဲ့အရင်ထိမ့်မယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ခါအောက်3 cm မှတ်ခဲ့တဲ့နေရာရှိတယ်အဲ့ဒါလေးကိုဒီမှာသူ့ရဲ့အချီလေးနဲ့မှတ်ထားခဲ့တယ်နော်သူတို့နှစ်ခုဒီလိုအကွာအဝေးတူးနေရမယ်နော်အဲ့တော့သူတို့နှစ်ခုကိုတို့တစ်ထပ်ထဲသွားပြီးတော့လဲရကလေးနဲ့ထိမ့်မယ်အဲ့ဒါလေးထိမ့်ပြီးသွားပြီဆိုမှဒီအလဲအခုဒီမှာခြီဆွဲထားတဲ့မြင်းနဲ့ဒီကောင်စင်တာလိုင်းနှစ်ခုဒီတို့ကတစ်ထပ်ထဲဖြစ်နေရမယ်နော်အဲ့လိုတစ်ထပ်ထဲဖြစ်ပြီးဆိုလို့ရှိရင်တို့လဲရကလေးတွေနဲ့သူ့ရဲ့ရင်ပုံးချမ်းလေးကိုလည်းလာပြီးထိမ့်မယ်အဲ့တော့ဒီလိုမျိုးလေးလုပ်လိုက်ပြီးဆိုလို့ရှိရင်သူတို့စင်တာလိုင်းဒီအင်ကြီးရဲ့စင်တာလိုင်းနှစ်ခုကတစ်ထပ်ထဲကျနေရမယ်နော်အဲ့ဒါပြီးသွားပြီဆိုတော့တို့ကသူ့ကိုမှတ်တော့မယ်ရင်ပုံးလေးမှာအဲ့လိုလေးမှတ်မယ်ဆိုတဲ့အချိန်မှာတို့ရဲ့အုံကဒီလိုဖောင်းထားတာလေအဲ့ဒီအုံဖောင်းထားတဲ့ဟာလေးအကုန်လုံးကိုအဖောင်းဖြစ်နေတဲ့ဟာအကုန်လုံးကိုတို့ကဘေးကိုအตาလေးလက်ကလေးနဲ့တွန်းထုတ်ထားမယ်နော်ဒီနေရာမှာအပြားလိုက်ကလေးရှင်းနေရမယ်သူ့ကိုလာပြီးတော့ဖုံးမယ်ပြီးပြီဆိုတော့ခါကြတော့တို့ကဒီမှာရင်ပုံးလေးနဲ့အကလေးနဲ့လိုက်ပြီးတော့သူ့ကိုထိန်းလိုက်မှာနော်အဲ့တော့ဒီဘက်မှာသူ့ရဲ့ဖောင်းနေတဲ့အုံလေးကအကုန်လုံးထွက်သွားလိမ့်မယ်နော်ဒီလိုလေးဒီမှာလည်းအတူတူပဲတို့နော်အလိုက်တင်လေးပဲဒီမှာလည်းအတူတူပဲနော်အဲ့ဒါလေးကိုတို့အကုန်လုံးလိုက်ပြီးတော့အကလေးတွေနဲ့ထိန်းလိုက်တာထိန်းပြီးပြီဆိုတော့ခါကြတော့တို့နှိပ်စီတယ်မှန်ကျယ်သီးပဲမှန်နော်အဲ့တော့သူတို့စင်တာနှစ်ခုကိုတစ်ထပ်ထဲကျအောင်အရင်လုပ်တယ်အမှတ်တွေမှန်အောင်တို့ဂရုစိုက်ပြီးတော့ချုပ်ခဲ့ရမယ်နော်ဒီအောက်ဒီနေရာလေးတွေအမှတ်တွေမှန်အောင်ဂရုစိုက်ပြီးချုပ်ရမယ်ပြီးရင်ရင်လုံးအကုန်လုံးကိုတို့ကဘေးကိုဆွဲထုတ်ပြလိုက်တာနော်ရင်လုံးအကုန်လုံးကိုဆွဲထုတ်ပြီးဒီနေရာမှာရှင်းနေတာဒီနေရာမှာအပြားလိုက်ကလေးဖြစ်နေတာအဲ့ဒါပြီးပြီဆိုတော့ပလဲရကလေးတွေနဲ့ထိပြီးတို့ကကျယ်သီးလေးတွေကိုလိုက်ပြီးတော့ကိုထည့်ခြင်းတဲ့နေရာလေးတွေမှာတို့ရဲ့ကျယ်သီးလေးတွေကိုမှတ်မှာနော်အဲ့တော့ဒီမှာဆိုရင်တို့ဒီနေရာမှာတစ်လုံးမှတ်မယ်ပြီးရင်ဒီထိပ်မှာတို့ဒီမှာတစ်လုံးမှတ်တယ်ပြီးလို့ရှိရင်ဒီမှာတစ်လုံးအဲ့တော့ရင်ထိပ်နေရာမှာထည့်ခြင်းလို့ဆိုရင်ရင်ထိပ်နေရာလေးမှာတစ်လုံးထပ်မှတ်နော်ပြီးရင်တို့ရင်အောက်မှာလည်းအတူတူပဲဒါလေးရတယ်အဲ့နဲ့တို့ထိန်းထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုလေးတွေဆွဲတဲ့အချိန်မှာဒီအတွင်းသားပြီးပါလာစရာအကြောင်းမရှိဘူးဒီမှာတို့ပလဲနဲ့ထိန်းပြီးသားနော်အဲ့တော့ဒီမှာတစ်လုံးပြီးရင်ဒီတောင်လေးမှာတို့တစ်လုံးပြီးရင်သူ့ရဲ့စုံတဲ့နေရာမှာတို့ဒီမှာတစ်လုံးနော်အဲ့တော့ဒီဂျားလေးတွေထဲမှာတော့ကိုယ်စိတ်ကြိုက်ခက်စိတ်ကလေးတွေသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းနှိပ်စီကိုခက်စိတ်ကလေးထည့်ခြင်းနဲ့ဆိုဂျားလေးတွေထဲမှာလိုက်ပြီးတော့ထည့်လို့ရတယ်နော်အဲ့တော့ဒီမှာတို့ကနှိပ်စီတွေအကုန်မှတ်ပြီးသွားပြီဆိုရင်သူ့ရဲ့ရင်ပုံးချမ်းမှာဒါလိုက်ပြီးတက်လိုက်တာနဲ့ဝစ်လိုက်ပြီးဆိုလို့ရှိရင်ဒါလုံးဝကွက်တိနော်တို့လိုချင်တဲ့အဖုံးချမ်းနဲ့ကွက်တိသွားပြီးတော့ထွက်တယ်စင်တာနှစ်ခုဒီစင်တာလိုင်းလေးနဲ့အတွင်းထဲကအင်ကြီးရဲ့အခန့်ချမ်းစင်တာနဲ့တစ်ထပ်ထဲကျနေတာတို့လုပ်ဖို့ပဲအရေးကြီးတယ်နော်ပြီးလို့ရှိရင်ရင်လုံးတွေအကုန်လုံးကိုဘေးကိုတို့အตาလေးဆွဲပြီးတော့ထုတ်လိုက်တာအဲ့ဒါပြီးပြီဆိုမှတို့လိုက်ပြီးမှတ်ရုံအဲ့တော့ဒီမှာကျယ်သီးကွင်းတွေထည့်ခဲ့တယ်ဆိုလည်းအတူတူပဲလေဒီလိုလေးပဲယူပြီးတော့ကျယ်သီးကွင်းနဲ့တက်တဲ့နေရာလေးတွေမှာတို့လိုက်ပြီးတော့မှတ်လိုက်ရုံပဲနော်အဲ့တော့
ကျယ်သီးမှတ်တာလေးဒီမကတော့ဒီနည်းနဲ့အများတန်းမှတ်တယ်ဒီစန်တာလိုင်းနှစ်ခုထပ်တူကြတယ်သူ့ရဲ့ထိတ်အမှတ်နှစ်ခုတစ်ထပ်တည်းကြတယ်ဆိုလို့ရှိရင်ဘာမှမခဲရင်ဘူးเนาะအဲ့ဒီအမှတ်ကလေးတွေမှန်ကန်တိကျနေဖို့ပဲလိုတာเนาะအဲ့တော့